မင်္ဂလာပါကလေးတို့ရေဦးတို့ရဲ့ပုံမြင် YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မော်တရာဒုက္ခမင်းရဲ့ပညာစွမ်းပြခန်းတွေထဲကနေပြီးတော့ခြေခင်ပြဿနာသို့မဟုတ်ခြေတွေးပြဿနာအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပုံမြင်လေးမစခင်ဦးတို့ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးသွားအောင်နော်ဟိုးရှိတော့ပေါ့ဒီနေ့မှာမျိုးသမီးတို့ဟာမိမိကိုယ်ကိုညီးငွေသားနဲ့ငင်ထားတဲ့ချီငင်တစ်ခုကိုရေချိုးစစ်ကိုယူဆောင်လာခဲ့ပါတယ်။သူမဟာရေချိုးဖို့အတွက်ချီငင်ကိုကုန်းပေါ်မှာခဏတင်ထားခဲ့တယ်။အဲဒီအချိန်မှာအခြားမျိုးသမီးတစ်ယောက်ကရောက်လာပြီးထိုချီငင်ကိုမြင်တော့လောဘတက်ကမတရားလိုချင်စိတ်တွေပေါ်လာခဲ့တယ်။သူမကချီငင်ကိုကန်ကြည့်ပြီးဒီချီငင်လေးကအင်မတန်အသားကောင်းတာပဲ။ငါငင်ထားတာနဲ့တော့တူတယ်လို့ပြောဆိုပြီးပိုင်ရှင်မျိုးသမီးမသိအောင်ယူဆောင်သွားဖို့ကြိုးစားပါတယ်။အဲ့ချိန်မှာပိုင်ရှင်မျိုးသမီးကမြင်သွားတဲ့အခါမှာတော့ဒါငါချီငင်ပဲငါ့ကိုပြန်ပေးပါလို့တောင်းပါတယ်။ဒါပေမဲ့ခိုးယူသူမျိုးသမီးကလည်းဒါငါကိုယ်တိုင်ငင်ထားတဲ့ငါချီငင်ပဲဆိုပြီးအတင်းညင်းဆိုပါတယ်။လူဦးသားအခြေတင်ဖြစ်နေရင်းနဲ့နောက်ဆုံးမှာမော်ဒရာဒုက္ခမင်းရဲ့ဇရက်ကိုရောက်ရှိသွားကြပြန်ပါတယ်။မော်ဒရာစီရောက်ရှိသွားတော့မော်ဒရာကနှစ်ဖက်စလုံးရဲ့စကားကိုနားထောင်ပြီးတဲ့နောက်မှာမတရားကိုပေါ်လွင်စေဖို့အတွက်ချီငင်ရဲ့အတွင်းသားကိုအဓိကထားပြီးမေးခွန်းတစ်ခုစီမေးမြန်းခဲ့ပါတယ်။မော်ဒရာပထမဆုံးခိုးယူရသူကိုဒီချီငင်ရဲ့အထဲမှာဘာကိုအကာလုပ်ပြီးရစ်ထားတယ်လဲလို့မေးပါတယ်။ခိုးယူသူကလည်းသူမကိုယ်တိုင်ငင်ထားတာမဟုတ်တဲ့အတွက်ရန်တမ်းပြီးလဲစေကိုအကာလုပ်ထားပါတယ်လို့ဖြေပါတယ်။အဲ့ဒီချိန်မှာပိုင်ရှင်အစ်စ်ကိုတော့ဒီချီငင်ရဲ့အထဲမှာဘာကိုအကာထုတ်ပြီးရစ်ထားတယ်လဲလို့ထပ်မေးပါတယ်။ပိုင်ရှင်အစ်စ်ကတော့သူမကိုယ်တိုင်ငင်ထားတာဖြစ်လို့ဖန်ကားစစ်ကိုအကာလုပ်ပြီးရစ်ထားပါတယ်လို့တိတိကျကျဖြေကြားပါတယ်။မော်ဒရာဟာပိတ်သက်တွေရှိမှပဲအဲ့ဒီချီငင်ကိုဖြေခိုင်းလိုက်ပါတယ်။ချီငင်ကိုအကုန်ဖြေလိုက်တဲ့အခါမှာတော့အတွင်းထဲမှာဖန်ကားစစ်ကိုသာတွေ့ရှိခဲ့ရပါတယ်။ဒီသက်သေးကြောင့်ခိုးယူသူမျိုးသမီးဟာလင်ညာပြောဆိုကြောင်းပေါ်လွင်သွားပြီးအပြစ်ကိုဝန်ခံခဲ့ရပါတယ်။မော်ဒရာဟာပိုင်ရှင်အစ်စ်ကိုချီငင်ပြန်ပေးစေပြီးခိုးယူသူကိုတော့နောင်ကိုဒီလိုမလုပ်ဖို့ဆုံးမကလွတ်လိုက်ပါတော့တယ်။ဒီအပိုင်းလေးရဲ့သင်ခန်းစာကတော့ဉာဏ်ပညာရှိသူဟာအပေါ်ယံညှင်းပွားမှုကိုမကြည့်ပဲကြကြအချက်လက်ကိုရှာဖွေခြင်းဖြင့်အမှန်တရားကိုဖော်ထုတ်နိုင်ပါတယ်။နောက်ထပ်အပိုင်းလေးမှာတော့မော်ဒရာရဲ့ဘလို့အကြောင်းကိုပြပြသွားမလဲဆိုတာသိကြရင်ဦးရဲ့ YouTube channel လေးကိုဆက်လက်စောင့်ကြည့်ပေးဦးနော်။တတာနောက်ပိုင်းလေးမှာပြန်တွေ့ကြမယ်။